သူများတွေကရောက်လို့ luggage ပါယူပဲကျမကတော့မတော်ရပဲနဲ့ luggage လာလေရင်နောက်ကျသွားပါတယ် ice cream အရင်စားချင်တာနဲ့ ice cream ဝေစားနေရပါတော့။တော့ဆိုတော့ဘိုက်စာလို့သူမြင်စားတာပေါ့။ကြက်ကြော်ဝေစားတယ်ဆိုတော့ဘိုက်စာတည်းရဲ့ပြီးရင်နေ့ဤရဆိုပြီးမှမက်ဒေါနာ ice cream အရင်စားကောင်းတယ်ဆိုပြီးဝေစားနေလိုက်တာလေရင်နောက်ကျသွားပါတယ်ဆိုတော့တကယ်ဆိုရင်ချက်ချင်းပြန်မရဘူးပေါ့နော်။မကွာတော့ဒီ UAE resident ရှိတဲ့အတွက်ကြောင့်မလို့ပြန်ရပါတယ်။ကိုအရင်ဝမ်းနေနေရောအဲ့ကလူကပြောပေါ့ဘယ်လိုဝမ်းနေနေရလဲတဲ့ဒါအကောင်ကောင်းဖို့အတွက်ဖြစ်လာတာဖြစ်နိုင်တယ်တဲ့သူအဲ့လိုမျိုးကိုအပိစကားပြောပါတော့ကိုသူအဲ့လိုမျိုးပြောလိုက်နေတဲ့အချိန်မှာမင်းဝမ်းနေလားပေါ့နော်စိတ်မကောင်းဖြစ်နေရလားအဲ့လိုပြောလိုက်ဆိုကိုကပုံမှန်ငိုချင်တော့အဲ့တော့စိတ်မကောင်းဖြစ်နေတဲ့အရာအကောင်ဖြစ်လာတာဒီနော်အမေလည်းနောက်တစ်ချိန်ကျရင်ဘယ်သူဖြစ်ခီးသွားရင်စောတော့ပါသူတို့ပြောထားတာတော့ boarding check in ကတော့25မိနစ်ပေါ့နော် check in ချိန်ကမိနစ်60တဲ့ပြီးရင်ဒီ gate ပိတ်တာတော့မိနစ်20အတွင်းမှာပိတ်မယ်လို့ရေးထားတာပေါ့နော်မဟုတ်ကအကုန်လုံး boarding pass နဲ့အကုန်လုံးပြီးတော့ immigration နဲ့အကုန်လုံးဖတ်ပြီးတော့ဒါပေမဲ့ပေါ့ဒီအချိန်လေးရနေပြီ gate မှာလည်းအကုန်လုံး gate 5 server gate 5မှာလည်းရောက်နေပြီတိလားထိုင်ဆောင်နေပြီအဲ့ဒါကိုဘိုက်စားတယ်ဆိုပြီးတနာကြီးလည်းအချိန်ရှိတယ်ဆိုပြီးကစားလိုက်တာကိုတော့လေရင်တစ်ခုလုံးနောက်ကျသွားတယ်ခီးစင်ကတခုပဲနောက်ကျရတယ်အဲ့ဒါမဟုတ်ဘူးပေါ့နော်ဘာနောက်ကျလဲဆိုရင်ကိုကခီးစင်ကိုတစ်စင်ဖြတ်ထားတာဆိုတော့တခုနောက်ကျရင်အကုန်လုံးနောက်ကျတယ်တခြား hotel booking လုပ်ထားတာတွေပါအကုန်လုံး cancel ရပါတော့ဆိုတော့အများကြီးရှုံးရပါတယ်ဆိုတော့ကိုလိုမျိုးနောက်လူတွေမဖြစ်အောင်လေစိတ်သွားမယ်ဆိုရင်အနည်းဆုံး2နာရီကြိုစောသွားပါပြီးသူတို့ကမိနစ်နောက်ကျရင်လည်းအဝမခံတော့ပါဘူးဆိုတော့နောက်လူတွေလည်းမဖို့လို့ဖြစ်အောင်ပြတာပါရှင့်ကွာတခုနောက်ကျတော့ပြီဆိုအကုန်လုံး cancel ရတာပေါ့နော်အကုန်လုံးဆုံးရှုံးရပါတယ်လို့ခုတော့ပို့ပြန်တော့ပါမယ် bye bye